1865 ခုဧပြီလ14 ရက်နေ့ည Ford ဆိုတဲ့ပြစရုံကြီးတရုံဟာလူပေါင်းများစွာရဲ့အားပေးတန်တွေလက်ခုပ်တန်တွေဆူညံတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်အဲ့ဒီညမှာပဲလူတွေအများကြီးအားပေးနေတဲ့ကြားထဲကနေတနက်ပြစ်တန်တစ်ချက်ကြားလိုက်ရပါတယ်တနက်တန်လဲကြောင်းလူအုပ်ကြီးဟာရုတ်တရက်တွေးဦးတွေးတန်းနဲ့ထပြေးကြတယ်တချို့ကလည်းမပြေးကြဘဲနဲ့ပြစ်ခံရတယ်လူဟာဘယ်သူများလဲလို့တွားကြည့်ခဲ့ကြတယ်အဲ့ဒီချိန်မှာလူတယောက်ကတွေးအိုင်ထဲလဲကျနေတာကိုမြင်ပြီးတော့ဒီလူအုပ်ကတော်တော်ပဲအံ့အားသင့်သွားတယ်တွေးအိုင်ထဲလဲကျနေတဲ့ပုံကူဟာတာမန်လူတာမန်ပုံကူမဟုတ်ခဲ့ဘူးဒီလူဟာကဘာပေါ်မှာမုံတိုင်းနေကြားတဲ့ကနေတန်မဏိလိုစိတ်ဓာတ်နဲ့ကြံ့ကြံ့ခံရက်တီခဲ့တဲ့ခေါင်းဆောင်အမေရိကန်သမ္မတအဗရာဟမ်လင်ကွန်းဖြစ်နေလို့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာဟာအမေရိကန်သမ္မတကြီးလှုပ်ကြံခံရလို့ကွယ်လွန်သွားပါတယ်ဆိုတဲ့အကြောင်းလုံးဝမဟုတ်ပါဘူးပေါ့နော်အမေရိကန်သမ္မတကွယ်လွန်သွားတဲ့ညမှာတဲ့သမ္မတရဲ့အိတ်ကတ်ထဲကနေအရေးကြီးတဲ့ပစ္စည်းလေးတချို့ကောက်ယူရရှိခဲ့ပါတယ်အဲ့ဒီပစ္စည်းလေးတွေကိုလည်းအခုချိန်ထိပြတိုက်မှာတရားဝင်ပြသထားပါတယ်လို့သိရတယ်သမ္မတကြီးရဲ့အိတ်ကတ်ထဲကနေဘာပစ္စည်းတွေများထွက်လာမလဲလို့ research လုပ်ကြည့်တဲ့အခါကျတော့တန်ဖိုးကြီးလက်ဝတ်ရတနာပစ္စည်းတွေတခုမှမပါနေဘူးမျက်မှန်လေးတစ်လက်လက်ကင်မွာလေးတစ်ခု discount coupon ကတ်လေးတစ်ကတ်နဲ့သတင်းစာအပိုင်း၈ခုကိုကတ်ကြီးလေးနဲ့ညှပ်ပြီးတင်ထားတာကိုတွေ့ခဲ့ရပါတယ်ကျွန်တော်ဒီသတင်းစာ၈ခုကဘာအများဖြစ်မလဲဆိုပြီးတော့ဖတ်ကြည့်တဲ့အခါကျတော့တော်တော်ကိုအံ့အားသင့်သွားပါတယ်ဒါကြောင့်လည်းဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါတကယ်တမ်းဒီစာပိုက်လေး၈ပိုက်မှာဘာတွေပါလဲဆိုတော့ထူးထူးခြားခြားဘာမှမပါပါဘူးအမေရိကန်သမ္မတကြီးတယောက်အနေနဲ့ကြီးသူတွေကိုအကျိုးပြုတဲ့လုပ်ငန်းတွေလုပ်တယ်အကျိုးပြုတဲ့လုပ်ရက်တွေလုပ်တဲ့အတွက်ကိုချီးကျူးထားတဲ့ခုခေတ်စကားနဲ့ပြောရရင်တော့ comment တွေ feedback တွေပေါ့အဲ့ဒီစာပိုက်လေးတွေကိုကကြီးလေးနဲ့ညှက်ပြီးတချို့တွေကလည်းဗာရေးထားလဲဆိုတော့တာမန်သတင်းတော့တာမန်ပြည်သူတွေကသူ့ရဲ့လုပ်ရက်တွေသူ့ရဲ့ရိုးသားမှုပေါ်မှာတန်ဖိုးထားပါတယ်ဆိုတဲ့အကြောင်းလေးတွေကိုရေးထားပါတယ်ဒီစာလေးတွေကိုထူးဆန်းတာကကကြီးလေးနဲ့ညှက်ပြီးတေချာလေးခောက်ပြီးတော့တင်ထားပါတယ်တဲ့နော်ဒီစာရွက်လေးတွေကတမရရဲ့အိတ်ထဲမှာနေ့စဉ်နေ့တိုင်းတမရကြီးနဲ့အတူရှိနေတာပါတဲ့နော်ထူးဆန်းပါတယ်ဒီစာရွက်လေးရှိရွက်ကိုတမရကနေတိုင်းပါလို့သူ့ရဲ့အိတ်ကတ်ထဲမှာထားတာလေတမရကြီးလင်ကွန်းဟာတဲ့သူစိတ်သက်ကြတဲ့အခါတိုင်းနိုင်ငံရေးသမားတွေရဲ့တိုက်ခိုက်မှုတွေကြုံလာရတဲ့အခါတိုင်းမှာအသက်ရှူကျက်လာရင်လည်းသူ့ရဲ့အိတ်ကတ်ထဲကစာရွက်လေးတွေကိုထုတ်ဖတ်ရင်ဩငါ့ကိုတန်ဖိုးထားတဲ့လူတွေရှိနေသေးတယ်ငါဆက်ပြီးလုံနိုင်သေးတယ်ဆိုတဲ့ခွန်အားတွေကိုဒီစာရွက်လေးတွေကနေရရှိခဲ့တာပါတဲ့ကျွန်တော်တို့ပို့ပြီးနက်နက်နဲနဲစဉ်းစားကြည့်အောင်အမေရိကန်သမ္မတအဗရာဟမ်လင်ကွန်းလိုခေါင်းဆောင်မျိုးပုဂ္ဂိုလ်မျိုးဟာ positive comment လေး၈ခုလောက်နဲ့အမိတဟဲပြုတ်ပြီးတော့ရှင်သန်နေရတာလေခေါင်းဆောင်ဆိုတာစက်ရုပ်တည်းလို့လူတွေထင်တတ်ကြပါတယ်အကုန်သိရမယ်အကုန်တိုက်ရမယ်အကုန်လုံးမှာဆရာကြီးဖြစ်နေရမယ်တော်နေရမယ်အဲ့လိုမျိုးမဟုတ်ပါဘူးတဲ့ဒါပေမဲ့အဗရာဟမ်လင်ကွန်းကတော့သမ္မတရာထူးဆိုတာတဲ့မိုးကောင်းကင်ကြီးကိုလက်တစ်ဖက်ထဲနဲ့ထိန်းထားရလို့ပါပဲတဲ့ငါဟာတဲ့တကယ်တော့ဒီအလုံးနဲ့ထိုက်တန်ရဲ့လားတဲ့ငါကြောင့်ပဲလူတွေအများကြီးကအသက်တွေပေးနေရတာလားဆိုတဲ့ခြောက်လန့်မှုတွေဟာနေတိုင်းသူ့ကိုခြောက်လန့်နေကြတာပါတဲ့သမ္မတအဗရာဟမ်လင်ကွန်းဟာတဲ့သူ့ရဲ့အတွင်းစိတ်ဒဏ်ရာတွေကိုကုသဖို့အတွက်ဒီစာပိုက်လေး၈ပိုက်ကိုတဲ့ဆေးဝါးတစ်ခုလိုမျိုးအိတ်ကတ်ထဲဆောင်းထားရတာဖြစ်ပါတယ်တဲ့ကျွန်တော်တို့ဖတ်ခဲ့ရတဲ့သမိုင်းစာအုပ်တွေမှာအမေရိကန်သမ္မတလင်ကွန်းဟာကြောက်ဆောင်ကြီးတစ်ခုလိုမျိုးမတုံမလှုပ်တဲ့တမဏိခေါင်းဆောင်ကြီးလို့ရေးသားပုံဖော်ထားခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့သမ္မတကြီးဟာစိတ်သက်ကြလွန်းလို့အိယာတွေကနေတော့မထနိုင်ပဲနေ့စဉ်ငိုကြွေးခဲ့ရသူပါရန်သူတွေရဲ့တိုက်ခိုက်မှုတန်ဝေဖန်မှုတန်တွေကိုမခံနိုင်တော့တဲ့အဆုံးမှာသူ့ကိုအားပေးချီးကျူးထားတဲ့စာပိုက်လေးတွေကိုဖတ်ရင်းနဲ့ကိုလိန်ညာအားပေးခဲ့တဲ့နုနယ်လွန်းလာတဲ့လူတစ်ယောက်ဖြစ်နေတာပါဆိုတော့ဒီအကြောင်းအရာလေးကနေဘာသင်ခန်းစာရလဲဆိုရင်ကျွန်တော်တို့ဟာတာမန်လူသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ငိုကြွေးခြင်းစိတ်သက်ကြခြင်းဝမ်းနည်းခြင်း
ကိုတန်တရားဝင်ခြင်းတွေဟာတာမန်လေးတွေပါပဲအမေရိကန်သမ္မတလိုအောင်မြင်တဲ့အဗရာဟမ်လင်ကွန်းတော်မှာနေ့စဉ်ငိုကြွေးခဲ့ရတဲ့သူပါသူဟာသူ့ကိုယ်သူအိတ်ကက်ထဲမှာအားပေးဖို့စောင့်ထားတဲ့အားစီးလေးတွေရှိတယ်ဆိုရင်ကျွန်တော်တို့မှလည်းအားပေးမဲ့အားစီးလေးတွေရှိတင်ပါတယ်ဆိုတော့ကျွန်တော်တို့အောင်မြင်မှုဆိုတာတဲ့နော်စိတ်သက်မကြတာမဟုတ်ပါဘူးစိတ်သက်ကြနေတဲ့အချိန်မှာကိုအားပေးရင်ရှေ့ဆက်နေရတာဟာအောင်မြင်မှုတစ်မျိုးပါပဲတဲ့နော်